သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများထဲမှစီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သည့်အမျိုးသမီးများဝင်ငွေတိုးရေးစက်ချုပ်နည်းပညာသင်တန်းကိုဩဂုတ်လ6ရက်နေ့နံနက်ပိုင်းကဖန်အမြို့နယ်ကော့ကြိုက်ကျေးရွာ၌ဖွင့်လှစ်ခဲ့ပါတယ်။အဆိုပါသင်တန်းကိုကော့ကြိုက်ကျေးရွာမှာသင်တန်းသူ12ဦးကပထမအကြိမ်သင်တန်းတစ်လနှင့်မွမ်းမံသင်တန်း15ရက်ကိုတက်ရောက်ကြရမှာဖြစ်ပြီးကရင်ပြည်နယ်ဆိုရဖွဲ့ခေတ္တဝန်ကြီးချုပ်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစုံမဝင်းကယခုသင်တန်းကိုတက်ရောက်ကြသည့်သင်တန်းသူများအနေဖြင့်သင်တန်းမှာရရှိသည့်နည်းပညာများကိုလက်တွေ့ပြန်လည်သုံးချနိုင်သည့်အထိစ조사သင်ယူကြရန်နှင့်ရရှိလာသည့်ခွင့်ရကိုအကျိုးရှိအောင်သုံးချ၍အောင်မြင်သည့်ကိုမိုင်လုပ်ငန်းရှင်များဖြင့်ထူထောင်ဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားကသင်တန်းသူများအားသင်တန်းသုံးကုန်ကျန်းပစ္စည်းများကိုပေးအပ်ခြင်းမြင့်ခဲ့ပါသည်ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်ယခု2026-2029ဗဏ္ဍာရေးနှစ်တွင်စီမံကိန်းလုပ်ငန်း15ခုကိုဖန်မြို့နယ်လိုင်းဝဲမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်တွင်ဆောင်ရွက်သွားမည်ဖြစ်ပြီးစီမံကိန်းတင်နန်းတစ်ခုလေးငွေကျ73.900 သန်းဖြင့်စီမံကိန်းတင်နန်း15ခုအတွက်ငွေကျ205.500 သန်းကိုပြည်내ဗဏ္ဍာရေးငွေမှာခွင့်ပြုပေးထားပြီးဖြစ်ပါတယ်သင်တန်းကာလတွင်လုပ်ငန်းပေါ်စိတ်ဝင်စားသူလုပ်ငန်းထူထောင်လိုသူသင်ကြားမှုပေါ်ထူးချွန်တက်မြောက်သူစသည့်သတ်မှတ်ချက်နှင့်ပြည့်စုံသောထူးချွန်သင်တန်းသူ9ဦးကိုရွေးချယ်ပြီးလုပ်ငန်းထူထောင်နိုင်ရန်အတွက်တဦးလင်ငွေကျပ်18,400,000နှင့်ညီမျှသောချင်းနှင်းအချုပ်ဆက်ဓာတ်ဆက်မိဘူးစတီးအဝတ်စင်ထုတ်တီးရိုက်ဆက်အယုံမချိတ်တို့ကိုရင်းနှီးမှတည်ပေးသွားမည်ဖြစ်သည့်အတွက်ကော့ကြိုက်ကျေးရွာနေဖြင့်လုပ်ငန်းရှင်ကဦးပေါ်ထွက်လာမည်ဖြစ်ကြောင်းသိရပါတယ်ရှင်ဤသတင်းကိုပြန်ကြားရနေပြည်သူ့ဆက်ဆံရေးဦးစီးဌာနအပန်းခရိုင်ရုံးမှရိုက်ကူပေးပို့တာဖြစ်ပါတယ်ရှင်